အဲ့တော့အစင်းစင်ငယ်ဒါကြောင့်မလို့ကျွန်တော်အမြဲတမ်းပြောတာလိန်နေတယ်ကျွန်တော်တို့ကကာကြုံကြီးကိုလည်းအပြစ်သွားပြောလို့မရဘူးအဲ့ဒီအစင်းမှာကိုကျွန်တော်အမြဲတမ်းပြောတဲ့ရေခဲပါပြောတာအခုပူလောင်နေရပြီအားလုံးနော်စောဘုံရင်ပြောခဲ့တဲ့စကားတိုင်းကတကယ်လို့မှားခဲ့ရင်တော့မှစေတနာအမဂယုဏဒေါသောအမနော်အခုတော့ရေခဲကနေပြီးတော့မှအားလုံးပူလောင်နေရပြီတက်မတော်ကြီးတရားလုံးအနေနဲ့နော်အေးဘောခင်ဗျားတို့အေးချမ်းတဲ့နေရာမှာနေတဲ့လူတွေကတော့ဘယ်ပူလောင်မလဲခင်ဗျားတို့ထည့်ရမှာနော်ခင်ဗျားတို့အဲလူချင်းချိတ်ပြရမှာနော်စစ်ပွဲတွေကိုကျွန်တော်တို့အနိဋ္ဌအာယုံတွေကိုတွေ့မြင်ရတာပေါ့နော်အဲ့တော့အရင်ဆုံးစုတော်မေးနေတာ2025ခုနှစ်နော်ညမှာဒီလိုကန်ဆိုးမောင်းတွေမကြစေဖို့အတွက်ပဲကျွန်တော်တို့ဆူတောင်းရတော့မှာပေါ့နော်ဆူတောင်းရတော့မှာပေါ့တိုင်းပြည်တော့ကတော့တော်တော်လေးကိုပေါ့နော်စဉ်းစားရတယ်ပေါ့တိုင်းပြည်ကအခုကဘာဖြစ်လာလဲဆိုတော့အကုန်လုံးကအနိဋ္ဌအာယုံနေနေကြီးပဲစစ်ပွဲတွေကလည်းဆက်လက်ရင်ဆိုင်နေရအောင်မှာဖြစ်တယ်အဲ့ဒီစစ်ပွဲတွေရင်ဆိုင်နေရတဲ့ကျွန်တော်ကလက်ရှိဘာနော်အစိုးရကြီးပေါ့နော်အစိုးရကြီးနိုင်ငံတော်ယာယီသမ္မတကြီးနေဝန်ကြီးချုပ်ကြီးတပ်မတော်ကာကွယ်ဦးစီးချုပ်ကြီးအပါဝင်ဒုချုပ်အပါဦးစိုးဝင်းအပါဝင် NASA ကအစိုးရတစ်ဖွဲ့လုံးနဲ့တပ်မတော်အကြီးအကဲပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့ကကောင်းသောဝေဖန်ခြင်းနဲ့ကောင်းသောထောက်ပြခြင်းနဲ့နော်ရန်သူတပုံတွေရဲ့အကြမ်းဖက်လက်နက်ကိုင်တောင်းကျမ်းသူတပုံတွေရဲ့တက်လှုပ်တက်တီတွေကိုဆက်လက်ပြီးတော့မှသတင်းပေးခြင်းအပြင်ဝင်းရနေရမှာဖြစ်တယ်လို့မဟုတ်မမှန်တဲ့လောက်ရည်ဆိုရင်လေကျွန်တော်တို့ကပြည်သူတယောက်အနေနဲ့ပြောဆိုနေရမှာဖြစ်တယ်။ကျွန်တော်ဒီနေ့သတင်းတစ်ခုကြားတာကျွန်တော်တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ဘုံမူချုပ်ဟိုမှာကျွန်တော်တို့ကြော်တန်းတို့မှာနဘခပေါ့နော်အနောက်ပိုင်းတိုင်းစစ်တပ်နဲ့ကြုံလို့ခေါ်တာပေါ့အဲ့ဒါကတော့နမခအနောက်မြောက်တိုင်းစစ်တပ်နဲ့ကြုံကစကိုင်းဟုတ်နဘခကြာဆုံးသွားတဲ့ဖြစ်စဉ်မှာအဲ့ဒီကြာဆုံးသွားတဲ့ဖြစ်စဉ်ဆိုတာအမ်းမှာနော်အဲ့ဘုံမူချုပ်ကြော်တန်းတို့နောက်တစ်ခုကဘုံမူချုပ်ဟိုလူကျွန်တော်အဲ့လိုနာမည်မေ့သွားပြီနော်41ကအကိုကြီးကိုတောင်းထားရတို့နော်အဲ့လိုဒူးတွေထောင်းနေရတာတော့ဘာလို့တချို့တော့အထက်မှာပြောတန်ကြားတာကသူတို့ကတဲ့ရန်သူနဲ့တဲ့အပေးယူရှိတယ်တဲ့ရန်သူနဲ့ဆက်သွယ်တယ်နော်အဲ့လိုလူကြီးတွေတချို့တော့လူကြီးတွေဘလို့ပါဇက်ကနေထွက်လာလဲတော့မသိဘူးခမားတို့ကိုယ်တိုင်အဲ့နဘခအတိုင်းထဲမှာသွားနေကြည့်ပေါ့မဟုတ်လားနော်ဒီအန်းကိုတိုက်နေတာနခခ9ကိုလည်းတိုက်နေတာကြားပြီနော်နခခ9ဟိုလားဘုံဘူးသူတွေထွန်းလာနော်သူတို့တိုက်နေတာကြာခဲ့ပြီလေဗျာတိုက်နေတာကြာခဲ့ပြီသူတို့လည်းခံနိုင်တယ်လို့တိုက်နိုင်တယ်လို့သူတို့လည်းတိုက်တာပဲလေခင်ဗျားတို့နောက်ကနေလက်နက်တွေခဲရန်တွေရိတ်ခါတွေစေးဝါးတွေမှာမထောက်ပံ့ပေးနိုင်တာစစ်သားလည်းလူပဲဗျတပုံလည်းလူပဲဟုတ်လားဟိုကကွန်မြူနစ်ဆန်စစ်တိုက်တာဒီဘက်ကလူကဒီမိုကရေစီဆိုတာကိုတသွင်းသွင်းអော်ပြီးတော့တိုက်ခိုင်းတာပြီးခင်ဗျားတို့ကလိုအပ်တဲ့ကျွန်တော်စောနာပြောခဲ့တဲ့လက်နက်ခဲယံရိတ်ကစီးွားတယ်ဘာတခုမှအချိန်နဲ့တပြေးညီထောက်ပံ့တာမဟုတ်ဘူးဟိုကဒရောဘုံတွေအစင်မပြတ်ချတာပြီးတော့ချင်းစနိုက်ပါနဲ့ထောက်ထားတာနော်ခင်ဗျားတို့ဒီစစ်ပွဲစဖြစ်တွေကရမခဖြစ်စဉ်တွေကခင်ဗျားတို့ဒရုန်းပဲနဲ့စီးဝယ်ပြီးလေရန်သူကပြည်သူတွေပိုင်းနားလဲတာမဟုတ်လားချိုးချိုးတွေကို RPG နဲ့ပစ်ထည့်ပြတာသေခြင်းနဲ့သေဘလူသေးသေးငတိမိုင်းပြီးတော့ဆိုပြီးတော့ကွန်မြူနစ်ဆန်တိုက်တဲ့စစ်ပွဲကိုဒီဘက်ကလူတွေကဒီမိုကရေစီဆိုတာတသွင်းသွင်းអော်ပြီးပြည်သူလုံနေတော့မှာတော့နော်ပြီးအ ਨੇ ဆုံးအင်အားတွေအများဆုံးပါတယ်ကျွန်တော်နားမလဲပါဘူးအဲ့ဒါတွေမကြားလည်းမကြားကျင်တော့ဘူးနော်အဲ့လိုမျိုးရန်သူကဒရုန်းအစင်းပေါင်းပြောင်းများစွာအပေါ်မှာဒလက်ကြောက်လက်နဲ့ပြန်တက်ပြစ်
နော်ရန်သူတိုက်တော့မယ်ဆိုတာလေကိုကလက်ဦးမှုရရှိခဲ့ပါတယ်နော်လက်ဦးမှုရရှိခဲ့တဲ့သတင်းတွေနော်အကောင်းဆုံးပေးဆက်ခဲ့တယ်ရန်သူလားချိုးမျိုးကိုမရောက်ခင်နော်ပြောပြတာဒါပြောပြရမှာအကြောင်းအရာဆက်ဆက်ပြီးပြောပြရမှာဖြစ်တဲ့အတွက်နော်အဲ့လိုတိုက်ခဲ့တာကိုလေဒီဘက်ကနေပြီးတော့ပြုပြင်ပြောင်းလဲမှုတံပြန်တိုက်စစ်နဲ့အခုချိန်ကြီးတော့ခင်ဗျားကြည့်လိုက်လေကျွန်တော်တို့ပြောတာမားနေလို့လားအခုချိန်ကြီးတော့ခင်ဗျားအုံးမသီးအုံးမကားဆုပ်ပေးပြီးပြန်ရအောင်မယူနိုင်သေးဘူးနောင်ချိုးဆိုတာဝေးနေတော့အဲ့တော့နဘကတိုင်းအမ်းကြတာကိုတဘုံသစ္စာဖောက်လို့တို့ဘာတို့ညာတို့ ਨੇ ဟိုကရေလေးတောင်မှရေတံမှုဖုံးလေးနှစ်ဖုံးလောက်တော့ရတာကျွန်တော်ဖုံးဆက်တာအပြက်တွေရောတဲ့အကိုကြီးရဲ့ဒဏ်ရာရတွေရောစစ်တီတွေရောအများကြီးရဲ့အကျိုးတွေရောတဲ့ဂျုံငုံတွေကြားလို့ရန်သားနေမှတို့မျက်လုံးတွေမမြင်ရတဲ့လူကမမြင်ရဘူးတဲ့တက်ကြီးရွယ်ဟိုတွေရောတဲ့အဲ့ကျောင်းရှိမှာကျောင်းထဲမှာလူရင်အား600ရှိတယ်အဲ့ဒီ600လုံးစစ်တိုက်လို့မရဘူးလက်နက်တွေဆေးဝါးတွေရိတ်ခါတွေထောက်ပံ့မှုမရှိဘူးမပေးနိုင်ခဲ့ဘူးအဲ့တော့ဘယ်လိုတနက်ကင်ပြီးတိုက်မှာတော့သူတို့အဲ့လောက်ထိတိုက်လာလို့သူတို့ဒဏ်ရာတွေရတာလေချင်းရမှာခင်ဗျားတို့နော်မင်းတို့ကိုချင်းစာနာတဲ့တရားစိတ်မရှိဘူးရဲဘော်ရဲဘက်စိတ်မရှိဘူးနော်အဲ့ပါဇက်ကနေပြောချင်ရပြောတာဖာစကားချင်းသားရည်သူနော်အားပြောရန်သူနဲ့ဆက်သွယ်ရှိပါလို့ရဲတစ္ဆာဖောက်လက်မတော်တစ္ဆာဖောက်လို့ဟာအဲ့တော့ကြတော့အမြဲတမ်းအလိန်ခံနေရတာကိုကျွန်တော်ပြောတာတနေ့တစ်ခါအလိန်ခံရရင်နော်လိန်တဲ့လူတော်လို့နော်နှစ်ခါအလိန်ခံရရင်ထောက်အောင်လိန်တဲ့လူတော်လို့သုံးခါအလိန်ခံရရင်လိန်ခံရတဲ့လူညံ့လို့ပဲအဲ့တော့အဘအလိန်ခံနေရတယ်အလိန်ခံနေရတယ်နော်အဘကတော့အေးဆေးပဲနော်အဘတို့ကတော့အေးဆေးပဲအဘတို့အောက်ကနေပြီးတော့မှအမှကျွန်တော်တို့ဆိုသတင်းပို့တယ်အစောအိုးအဆုံးထိရောက်အောင်ပို့ပေးတယ်လမ်းမီတဲ့နေရာထိနော်အခုလူတွေချင်းပြောင်းလုပ်ပြန်ပြီနော်ဘာဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကြည့်ရအောင်ပါနော်အခုညစ်ကိုကြီးဆိုရင်ဒါညှိနှိုင်းကိုကေပေါ့နော်ဒါညစ်ကိုဆိုတာဒါဟိုအခုနောက်လာမဲ့ဒီစစ်ပွဲကဒီတိုင်းတော့ပြီးသွားမှာမဟုတ်ဘူးနော်ပြီးသွားမှာမဟုတ်ဘူးရေကုန်ရေကမ်းချမှာရမယ်စစ်ပွဲနော်ရေကုန်ရေကမ်းချမှာရမှာကျွန်တော်ရင်တော့ပြောခဲ့တယ်ဒီရမခတို့နဘခတို့ဒီနောင်ချိုတို့တီဘောတို့ကြောင်မဲတို့ကိုကလက်ရှိရထားတဲ့နေရာကိုစွန့်ခွာပြီးပြန်တိုက်ရမယ်ဆိုရင်အများကြီးပေးဆက်ရအောင်ပါနော်ခင်ဗျားတို့ကစစ်တိုက်တာကိုပြက်သားမတိုက်ဘဲနဲ့စစ်တိုက်တိုင်းကစားနေတယ်ထင်နေတာလားတော့မသိဘူးခင်ဗျားတို့မပြက်သားတာကျွန်တော်တို့အလုပ်တော့မဟုတ်ဘူးပြည်သူလူထုတွေရှိတယ်အဲ့ဒီစစ်ဖြစ်သွားတဲ့နေရာပြည်သူလူထုပေါင်းမြောက်များစွာအသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာဒုက္ခရောက်ခဲ့ပြီနော်အဲ့တော့အစင်အလိန်ခံခဲ့ရတဲ့အနေအထားမျိုးမှာအခုချိန်ထိအေးနေသေးတယ်ဆိုရင်တော့မဟုတ်သေးဘူးဗျနော်မဟုတ်သေးဘူးအဲ့ဒါကတော့ဘယ်သူမှလက်မခံဘူးဗျနော်စစ်ဟိုတကယ်တမ်းညာရှက်ဖို့ကောင်းတယ်ဗျခင်ဗျားတို့မရှက်တတ်ဘူးလားမသိကျွန်တော်တို့ကတော့ရှက်တယ်ဟယ်လိုကိုကျွန်တော်မတော့ပါဘူးဗျဟုတ်နေမကောင်းခြင်းလို့မရှိဘူးအကိုမရှိဘူးဟုတ်ရတယ်ကိုကြီးလှုပ်နောက်ကြုံမှာပဲချမယ်ဟုတ်မရောက်ပါဘူးကိုကြီးအရက်ပြတ်ထားတာဟုတ်ကျေးဇူးတင်ပါတယ်ကိုကြီးခင်ဗျဟုတ်နေလို့တိတ်မကောင်းလို့ကိုကြီးခင်ဗျဟုတ်ရတယ်ကိုကြီးမလိုပါဘူးခင်ဗျကိုကြီးတို့ပြောပါနှစ်သိမ့်မှာပြောချင်ပါသေးဗျဟုတ်ဒီထက်မကစီးပွားရေးလက်လာပါတွေတိုးတက်ပါစေလို့မြတ်တာဖို့ဆုတောင်းပေးပါတယ်ဟုတ်
ဟုတ်ပေးတဲ့စုနဲ့ပြပါသေးအခုခင်ဗျဟုတ်ဒါပဲနော်ကိုလေးသားကိုဟုတ်အမှန်မှန်နှစ်တကူကပျော်ရတာပေါ့ပန်းပွဲတော့ဇော်ဘွင်းတကောင်းအောင်မသွားသေးဘူးဘာလို့လဲကျွန်တော်အမှန်တိုင်းပြောတာပါဗောနော်ဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးကိုကျွန်တော်ကခွဲကြတာမဟုတ်ဘူးနော်ဒီတိုင်းပြည်ဒီနိုင်ငံလူမျိုးကိုရှင်ဘရဲကနေစစ်မှန်တဲ့နှလုံးသားနဲ့ချစ်တာနော်ဒါတွေကပန်းပွဲတော့အခုပြင်ဦးလွင်ပန်းပွဲတော့ကျွန်တော်မိသားစုသွားတယ်သွားပတ်စံပေးလိုက်တယ်ကျွန်တော်မလိုက်ချင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်မှာခံစားချက်ရှိလို့ပေါ့ဗျာအခုနှစ်သိကူပွဲတော့ဖိတ်တဲ့လူတွေရှိတာပေါ့ဒါပေမဲ့မသွားဘူးဗျာကျွန်တော်မပြောချင်ဘူးကျွန်တော်မျက်နှာမှာပေါ်လွင်နေပြီးသားကျွန်တော်ရင်ထဲမှာလည်းမကောင်းလို့နော်တိုင်းပြည်အရေးဆိုတာကျွန်တော်တို့ကနိုင်ငံရေးသမားမဟုတ်ဘူးနိုင်ငံရေးကလှုပ်ရှားတာနော်နိုင်ငံရေးသမားတွေကလှုပ်ရှားတာဒီတိုင်းပြည်ပေါ်မှာအမျက်ထုတ်တာကျွန်တော်ဒီနေ့ဒီချိန်ဒီအလုပ်လုပ်တာတိုင်းပြည်အပေါ်ကောဘဒုအပေါ်မှာတစ်ချက်တပြားမရဘူးနော်ဒါမဟုတ်